မိမိတို့ရဲ့သားငယ်သမီးငယ်တွေကိုဘာသာစကားသင်တန်းကျောင်းတစ်ခုကိုအပ်တော့မယ်ဆိုရင်ဒါမှမဟုတ်ရွေးချယ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်တွေကိုအဓိကထားကြည့်ပြီးတော့မှရွေးကြလဲအပ်ကြလဲခင်ဗျအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Brighters English Professional အင်္ဂလိပ်သင်တန်းကျောင်းကိုတည်ထောင်ထားသူဆရာထင်လင်းဖြစ်ပါတယ်ခင်ဗျာနွေရာသီရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်တသားမိမိတွေရှိတဲ့မိဘများဟာအင်္ဂလိပ်သင်တန်းတရုတ်သင်တန်းစတဲ့ဘာသာစကားသင်တန်းလေးတွေကိုသူတို့ရဲ့သားသမီးတွေအတွက်ရှာပေးနေကြပြီဖြစ်ပါတယ်ဒီလိုဘာသာစကားသင်တန်းလေးတွေကိုရှာဖွေတဲ့အခါမှာမိမိရဲ့သားသမီးအတွက်ပုံမကောင်းမွန်တဲ့သင်တန်းလေးတွေရှာတွေ့နိုင်ဖို့ရာအဓိကထားကြည့်ရမယ်အချက်10ချက်ကိုကျွန်တော်ဒီထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1အနေနဲ့အဓိကထားကြည့်ရမယ့်အချက်ကတော့ quality of teachers ကိုသားသမီးကိုသင်ပေးမဲ့ဆရာဆရာမတွေရဲ့အရေးအသွေးဖြစ်ပါတယ်အဲ့တော့အရေးအသွေးဆိုတာဘယ်လိုဟာမျိုးလဲ qualified certified experienced teacher တွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ကိုသားသမီးကိုသင်ပေးမဲ့ဆရာဆရာမတွေဟာဘယ်လိုသင်ကြားရေးလက်မှတ်တွေကင်ထားသလဲဥပမာ TKT YL TKT TESOL CELTA စသဖြင့်သင်ကြားရေးလက်မှတ်တွေတစ်ခုခုကင်ထားသလားပြီးတော့သင်ကြားရေးအတွေ့အကြုံကရောဘယ်လောက်ကြာရှိထားသလဲဒီလိုအရေးအသွေးရှိတဲ့အတွေ့အကြုံရှိတဲ့ဆရာတွေကသင်ကြားပေးလို့ရှိရင်ကိုသားသမီးတွေပုံမကောင်းမွန်တဲ့ပညာရေးရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီအချက်ကိုအဓိကထားကြည့်ရမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကြည့်ရမယ့်အချက်ကတော့ teaching methodology သင်ကြားမှုပုံစံကိုကြည့်ရမှာဖြစ်ပါတယ်အဲ့တော့သင်ကြားမှုပုံစံဆိုတာဘယ်လိုဟာမျိုးလဲ modern communicative methods တွေကိုသုံးသလားခေတ်မီသင်ကြားမှုပုံစံတွေနဲ့သင်ကြားပေးသလားဒါကိုကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ခေတ်မီသင်ကြားမှုပုံစံဆိုတာဘယ်လိုဟာမျိုးလဲအဲ့တော့ကလေးတွေကစာသင်ခန်းထဲမှာ interaction အပြန်အလှန်တုံ့ပြန်မှုတွေအများအပြားရှိကြသလား real life task တကယ်လက်တွေ့ဘဝနဲ့ထင်ဟပ်မဲ့သင်ကြားမှုပုံစံတွေနဲ့သင်ပေးသလားဒါတွေကိုကြည့်ရမှာဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့ကျမတို့တွေကအဲ့ဒီလိုသင်ကြားမှုပုံစံတွေနဲ့စာသင်ခန်းထဲမှာသင်နေသလားမသင်နေဘူးလားဘယ်လိုသိရမှာလဲဆိုရင်တော့အဲ့ဒီသင်တန်းကျောင်းကိုအလဲအပတ်သွားပြီးတော့မှစာသင်ခန်းထဲကိုအကဲခတ်ကြည့်ရှုလို့ရရင်အဆင်ပြေပါတယ်ကြည့်ပြီးတော့မှဆုံးဖြတ်နိုင်ပါတယ်ဒါမှမဟုတ်အဲ့ဒီသင်တန်းကျောင်းမှာတက်ဖူးတဲ့ကလေးတချို့ကိုမေးကြည့်ပြီးတော့မှသိလို့ရပါတယ်နံပါတ်3အနေနဲ့အဓိကထားကြည့်ရမယ့်အချက်ကတော့ course level and curriculum ကိုသားသမီးရဲ့ level နဲ့ကိုက်အောင်သင်ပေးနိုင်သလားဆိုတဲ့အချက်ကိုတည်တည်ချာချာမေးမြန်းရမှာဖြစ်ပါတယ်ဘယ် level လားဘယ်အရွယ်လားဒီထဲမှာပဲအကုန်စုပြုံသင်တယ်ဆိုလို့ရှိရင်သင်ကြားမှုဟာထိရောက်မှာမဟုတ်ဘူးကိုလိုချင်တဲ့ target ကိုရောက်မှာမဟုတ်ဘူးနောက်တစ်ခုကကိုသင်ချင်တဲ့ပုံစံ syllabus ကိုရရဲ့လားဥပမာကိုက speaking ကိုအဓိကထားချင်တာအဲ့ဒီပုံစံမျိုးနဲ့သင်ပေးသလားကိုက academic English ပိုင်းကိုသွားချင်တယ်အဲ့လိုပုံစံမျိုးနဲ့သင်ပေးသလားကိုကစာမေးပွဲအတွက်ဥတည်တယ် exam preparation ပုံစံမျိုးနဲ့အဓိကသင်ပေးသလားဒါမျိုးတွေကိုလည်းပဲထပ်သွင်းစဉ်းစားမေးမြန်းရမှာဖြစ်ပါတယ်နံပါတ်4အနေနဲ့ကြည့်ရမယ့်အချက်ကတော့ student outcomes and reputation အဲ့ဒီသင်တန်းကျောင်းမှာတက်နေတဲ့ကျောင်းသားတွေရဲ့အရေးအသွေးကိုတစ်ချက်ကြည့်ရမယ်နောက်ပြီးတော့အဲ့ဒီသင်တန်းကျောင်းမှာတက်နေတဲ့ကျောင်းသားနောက်ကကျောင်းရဲ့ဂုဏ်သတင်းဒါတွေကိုကြည့်ရမယ်အဲ့ဒီမှာတက်နေတဲ့ကျောင်းသားတွေကဘာပြောလဲဒီသင်တန်းမှာတက်ရတာအင်္ဂလိပ်စာတက်တယ်ဟိတရုတ်ဘာသာစကားတက်တယ်ဟိဒီလိုမျိုးပြောကြသလားဒါမို့အဲ့ဒီကျောင်းသားတွေရဲ့မိဘတွေကရောအဲ့ဒီလိုမျိုးပြောကြသလားဒါမျိုးတွေကိုနားထောင်ရမှာဖြစ်ပါတယ်နံပါတ်5အနေနဲ့ကြည့်ရမယ့်အချက်ကတော့ class size စာသင်ခန်းထဲကကျောင်းသားအရေအတွက်ဖြစ်ပါတယ်အဲ့တော့ကျောင်းသားဦးရေနည်းလေပုံမထိရောက်လေပဲဖြစ်ပါတယ်ကျောင်းသားဦးရေများလေထိရောက်မှုအားနည်းလေပဲဖြစ်ပါတယ်ကျောင်းသားအစိတ်30စုပြုံပြီးတော့တင်မယ်ဆိုလို့ရှိရင်တက်မြောက်မှုအားပျော့နေမှာပဲဖြစ်ပါတယ်အဲ့တော့6 to 12 students ကျောင်းသား6ယောက်လောက်ကနေ12ယောက်ကြားလောက်ရှိတဲ့
စာသင်ခန်းသို့မဟုတ်ကျောင်းသားအရေးအတွက်ဟာအတော်လေးကောင်းမွန်တဲ့အနေအထားလို့ပြောမှာဖြစ်ပါတယ်မိဘအများအနေနဲ့ကျောင်းစုံစမ်းတဲ့အခါတန်းမှာဘယ်နှယောက်ထားလဲဒါမျိုးလေးတွေမေးကြည့်လို့ရပါတယ်နံပါတ်6အနေနဲ့အဓိကထားကြည့်ရမယ့်အချက်ကတော့ learning environment လို့ခေါ်တဲ့သင်ယူရာရပ်ဝန်းကလေးတွေပညာသင်ယူရမယ့်နေရာကိုကြည့်ကြည့်ရမှာဖြစ်ပါတယ်ကလေးတွေပညာသင်ယူရမယ့်စာသင်ခန်းသို့မဟုတ် campus ကျောင်းနေရာဟာတက်တောင့်တက်တာရှိရဲ့လားပြီးတော့အဲ့ဒီပတ်ဝန်းကျင်ဟာကလေးတွေပညာသင်ယူမှုကိုအထောက်ပံ့ဖြစ်စေမဲ့ပုံစံမျိုးရှိရဲ့လားဥပမာကလေးတွေသင်ယူမှုအားကောင်းအောင်ဘာတွေပြင်ဆင်ပေးထားသလဲဒါတွေကိုကြည့်ကြည့်ရမယ်ပြီးတော့ resources လို့ခေါ်တဲ့သင်ထောက်ကူပြုပစ္စည်းတွေစာအုပ်စာတမ်းတွေစာကြည့်တိုက်တွေစာအုပ်စင်တွေထားပေးထားသလား computer tablet တွေထောက်ပံ့ပေးထားသလားဒါမျိုးတွေကိုကြည့်ကြည့်ရမှာဖြစ်ပါတယ်နံပါတ်9အနေနဲ့အဓိကထားကြည့်ရမယ့်အချက်ကတော့ flexibility of schedule အဲ့တော့မိမိနဲ့အဆင်ပြေတဲ့စာသင်ချိန်ဥပမာကိုကလေးကစနေတနင်္ဂနွေသင်ခြင်းနဲ့အဲ့ဒီမှာသင်လို့ရရဲ့လားဒါမှမဟုတ်ကိုကလေးကတနင်္လာတောက်ကြသင်ခြင်းနဲ့တနင်္လာတောက်ကြသင်ပေးရဲ့လားမနက်ခင်းမှာသင်ခြင်းနဲ့သင်ပေးရဲ့လားညနေခင်းမှာသင်ခြင်းနဲ့သင်ပေးရဲ့လားဒါမျိုးလေးတွေကိုကြည့်ကြည့်ရမှာဖြစ်ပါတယ်နံပါတ်8အနေနဲ့ကြည့်ရမယ့်အချက်ကတော့ assessment and feedback ကလေးတွေရဲ့စဉ်ဆက်မပြတ်တိုးတက်မှုကိုဘယ်လိုမှတ်တမ်းတင်ပေးလဲမိဘတွေကိုဘယ်လို report လုပ်လဲဆိုတဲ့အချက်ကိုမြင်ရမှာဖြစ်ပါတယ်နံပါတ်9အနေနဲ့ကြည့်ရမယ့်အချက်ကတော့ cost and value for money ဒါကတော့သင်တန်းကြီးပေါ့ကိုပေးရတဲ့သင်တန်းကြီးနဲ့သူတို့ကသင်ပေးတဲ့ပုံစံသူတို့ထောက်ပံ့ပေးတဲ့ facility တွေညီမျှရဲ့လားဒီအချက်ကိုကြည့်ကြည့်ရမှာဖြစ်ပါတယ်နံပါတ်10နောက်ဆုံးထားကြည့်ရမယ့်အချက်ကတော့ location ဖြစ်ပါတယ်သင်တန်းရဲ့တည်နေရာကိုကြိုနိုင်ပို့နိုင်တဲ့နေရာမှာရှိရဲ့လားဒီအချက်ကိုကြည့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလောက်ဆိုလို့ရှိရင်ကလေးတွေအတွက်ဘာသာစကားသင်တန်းကျောင်းလေးတွေကိုရှာဖွေတဲ့နေရာမှာအခုပြောခဲ့တဲ့အချက်10ချက်ကိုကြည့်ပြီးတော့မှပုံမကောင်းမွန်တဲ့ပုံမသင့်လျော်တဲ့သင်တန်းကျောင်းလေးတွေကိုရှာဖွေနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေခင်ဗျ